ကမ္ဘာပေါ်မှာတစ်နှစ်ပတ်လုံးဒီပါနှင်းအရန်ကြားတဲ့နိုင်ငံတွေအားလုံးပဲမင်္ဂလာပါရှင်မိတ်ဆွေတို့ဒီနေ့မှာတော့တဘာဝလှတရားတွေကိုချစ်မြတ်နိုးသူတွေနှင်းကြားတဲ့ဒေသတွေကိုတွားရောက်လေ့လာခြင်းတဲ့သူတွေခရီးသွားဖို့စီစဉ်နေကြတဲ့သူတွေအတွက်နှင်းတွေအရန်ကြားတတ်တဲ့နိုင်ငံတွေအကြောင်းကိုတင်ဆက်ပေးသွားခြင်းပါတယ်တချို့နိုင်ငံတွေမှာနှင်းပိတ်နေတဲ့တောင်တန်းတွေငယ်ရွယ်တဲ့လူငယ်တွေကစကိတ်စီးနေကြရေခဲပြင်လန်းတွေနှင်းတွေကနေတောင်တက်ကစားတဲ့နေရာတွေအဲ့ဒါတွေကြောင့်ခရီးသွားတွေစိတ်ဝင်စားတွားရောက်လေပတ်ချင်နေကြပါတယ်ဒီဗီဒီယိုထဲမှာတော့နှင်းအရန်ကြားတဲ့နိုင်ငံတွေဘာကြောင့်အေးတယ်လဲဘလို့အချိန်တွေမှာသွားရမလဲဆိုတာတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ဘာကြောင့်တချို့နိုင်ငံတွေမှာနှင်းအရန်ကြားရလဲတချို့နိုင်ငံတွေမှာအပူချိန်အမြင့်ဆုံးဖြစ်နေပြီးတော့တခြားတချို့နိုင်ငံတွေမှာတော့နှင်းအမြဲကျနေတတ်ပါတယ်။အဓိကအကြောင်းအရာကတော့အလျားလိုက်အရက်လက်တီကျုစီမောင်းလေးနဲ့ဝေးလေးလေးနှင်းကြလေးဖြစ်ပါတယ်။ပင်လယ်အနီးနားမှာရှိရင်လည်းပင်လယ်ရေခမ်းတဲ့အချိန်မှာလေအေးတွေများလာပါတယ်။မြင့်မားတဲ့တောင်တန်းရှိတဲ့အရက်မှာလည်းနှင်းကြလွယ်ပါတယ်။ဒါကြောင့်ပဲအလွန်အေးတဲ့နိုင်ငံတွေမှာနှင်းအမြဲရှိနေတတ်တာဖြစ်ပါတယ်။ကမ္ဘာပေါ်မှာနှင်းအများဆုံးကြားတဲ့နိုင်ငံတွေကထင်ရှားတဲ့နိုင်ငံ6နိုင်ငံကိုမိတ်ဆက်ပေးပါမယ်။နံပါတ်1ကနေဒါနိုင်ငံကနေဒါနိုင်ငံကတော့ကမ္ဘာမှာနှင်းအများဆုံးကြားတဲ့နိုင်ငံတစ်နိုင်ငံအဖြစ်သတ်မှတ်နိုင်ပါတယ်။နိုင်ငံတစ်ဝန်းလုံးမှာတောင်တန်းတွေတစ်တောတွေကမ်းရိုးတန်းတွေကြောင့်နှင်းကြားမှုကတစ်နှစ်ပတ်လုံးများလာပါတယ်။တောင်ဘက်ဖြစ်တဲ့ Rocky Mountains မှာတော့နှင်းဆိုင်ခြင်းစကိတ်စီးခြင်းအတွက်လည်းထင်ရှားပါတယ်။နံပါတ်2ရုရှားနိုင်ငံရုရှားနိုင်ငံဟာ area အရာအကြီးဆုံးနိုင်ငံဖြစ်တဲ့အပြင်အအေးဆုံးနိုင်ငံအနေနဲ့လည်းထင်ရှားပါတယ်။ Siberia ဒေသမှာတော့ -90 degree Celsius အထိအေးတဲ့အခါတွေလည်းရှိပါတယ်။တစ်နှစ်အတွင်းမှာရက်ပေါင်း160ကျော်အထိနှင်းလွှမ်းနေတတ်ပါတယ်။ဥရောပပိုင်းအာရှပိုင်းတွင်နှစ်သက်စရာလှပတဲ့နှင်းခရီးစဉ်တွေလည်းရုရှားမှာရှိပါတယ်။နံပါတ်3နော်ဝေနိုင်ငံကတော့ Scandinavia တောင်ပေါ်ကတောင်တက်ပျော်ရွှင်မှုအတွက်ထင်ရှားပါတယ်။နှင်းအများဆုံးကြားတဲ့အချိန်ကတော့မလကနေနိုဝင်ဘာလအထိဖြစ်ပါတယ်။မြင့်မားတဲ့တောင်တန်းတွေအေယာမပင်လယ်ကမ်းတစ်လျှောက်နှင်းကြားမှုရဲ့အေးချမ်းမှုတွေကြောင့်ခရီးသွားတွေစိတ်ဝင်စားကြပါတယ်။နံပါတ်4ဂျပန်နိုင်ငံတောင်တက်စီးနှင်းခြင်း Snow Festival တွေကြောင့်ခရီးသွားတွေအကြိုက်များတဲ့နိုင်ငံတစ်ခုပါ။တစ်နှစ်ကိုရက်ပေါင်းများစွာလောက်နှင်းကြားမှုနဲ့ဖြတ်တန်းရလေးရှိပါတယ်။နံပါတ်5ဆွစ်ဇာလန်နိုင်ငံနွေဦးမှာတော့နှင်းကြားလေးရှိတဲ့ဆွစ်ဇာလန်ကတော့စိတ်ဝင်စားပွဲ Snow Paradise တစ်ခုဖြစ်ပါတယ်။တောင်တန်းကနေတဆင့်တောင်တက်နှင်းစီးခြင်းအထင်ရှားပါတယ်။နှင်းကြားတဲ့နိုင်ငံတွေဟာလူတိုင်းကြိုက်တတ်တဲ့ရာသီခရီးစဉ်ဖြစ်တဲ့တဘာဝအလှတရားအပြင်လူနေမှုဘောင်နဲ့ရာသီဥတုကိုလေ့လာဖို့အတွက်ဆွစ်ဇာလန်နိုင်ငံကတကယ်တန်ဖိုးရှိပါတယ်။နံပါတ်6ကိုရီးယားနိုင်ငံကိုရီးယားမှာလည်းနှင်းကြားတတ်ပါတယ်။ဒါပေမဲ့ကနေဒါနိုင်ငံနဲ့ရုရှားနိုင်ငံတို့လိုအမြဲတမ်းနှင်းလွှမ်းနေတဲ့နိုင်ငံမဟုတ်ပါဘူး။ဆောင်းရာသီရောက်လာတဲ့အချိန်မှသာနှင်းကြားတတ်တာပါ။နှင်းကြားတဲ့ဆောင်းရာသီမှာလည်းတနိုင်ငံလုံးကြတာမဟုတ်ပဲဂန်ဝွန်း province ဂန်ဝွန်းပြည်နယ်နဲ့ဆိုးမြို့တို့မှာသာအများဆုံးကြားတတ်လေးရှိတာပါ။ကိုရီးယားနိုင်ငံမှာဂန်ဝွန်းပြည်နယ်ကအအေးဆုံးနဲ့နှင်းအများဆုံးကြားတဲ့ဒေသဖြစ်တယ်လို့သိရပါတယ်။ဟုတ်ကဲ့ပါဒီဗီဒီယိုလေးကတော့ဒီလောက်ပါပဲ။ဒီအကြောင်းအရာလေးကိုကြည့်ရတာကြိုက်နေတတ်တယ်ဆိုရင်တော့ကျမတို့ရဲ့ page လေးကို like and follow ပြုလုပ်ခဲ့ကြပါအောင်လို့တောင်းဆိုလိုက်ပါရစေရှင်။